VC ယင်းနှိမ့်မြုံနှံမှုဖြင့်ထောက်ခံထားသောကုမ္ပဏီတစ်ခုကျဆုံးခဲ့ပြီးနောက် Alexander Van Lee သည်တလလျင်ဒေါ်လာ2000ရရှိသည့် AI လုပ်ငန်းစုကိုမည်သို့တည်ဆောက်ခဲ့ပုံကိုတင်ပြသွားပါမည်။၎င်း၏ခီးစဉ်သည်စိန်ခေါ်မှုများနှင့်ပြည့်နှက်နေခဲ့တော်လဲမအောင်မြင်မှုများမှသင်ခန်းစာများယူကာမဟာဗျူဟာမြောက်ပြန်လည်နာလန်ထူလာခဲ့ပုံကိုလေ့လာနိုင်ပါသည် Alexander သည်ဘန်ဒါရေးနည်းပညာကုမ္ပဏီ FinTech တစ်ခုကိုတွဲဖက်တည်ထောင်ခဲ့ပြီး VC ယင်းနှိမ့်မြုံနှံမှုများပင်ရရှိခဲ့တော်လဲအောင်မြင်မှုမရခဲ့ပါတွဲဖက်တည်ထောင်သူ4ဦးရှိပြီးဝင်ငွေလုံးဝမရှိဘဲဈေးကွက်ချဲ့ထွင်မှုအားနည်းခြင်းတို့ကြောင့်ကုမ္ပဏီမှကျဆုံးခဲ့ရပါသည်ဤအတွေ့အကြုံမှာယင်းနှိမ့်မြုံနှံသူများ၏လိုအပ်ချက်နှင့်စီးပွားရေးလုပ်ငန်းများတိုးတက်ရန်တည်ထောင်သူများအာရုံစိုက်သင့်သည့်အရာတို့အကြားကွဲပြားမှုများရှိကြောင်းသူနားလည်ခဲ့ရသည်ထို့နောက်သူသည်ထုတ်ကုန်တိဆောက်ရာတွင်ဈေးကွက်ရှာဖွေရေးကိုဦးစားပေးချင်းကပ်ရန်နှင့်ယင်းနှိမ့်မြုံနှံမှုကိုအသက်ရှင်ရပ်တည်ရေးအတွက်မဟုတ်ဘဲတိုးတက်မှုအတွက်အသုံးပြုရန်သင်ခန်းစာရရှိခဲ့သည် VC ကုမ္ပဏီကျဆုံးပြီးနောက် Alexander သည်စီမံခန့်ခွဲမှုအကြံပေးပုဂ္ဂိုလ်နှင့် software engineer အဖြစ်နှစ်အနည်းငယ်လုပ်ကိုင်ခဲ့သည်ညဘက်များတွင် project များစွာကိုတည်ဆောက်ခဲ့တော်လဲအများစုမှာမအောင်မြင်ခဲ့ကြပြီ X ယခင် Twitter တွင်လပေါင်းများစွာနေ့တိုင်း post များတင်ခဲ့ပြီးနောက်လိုက်100ဝန်းကျင်သာရှိခဲ့သည်သို့သော post တစ်ခုသည်ကြည့်ရှုသူ3သန်းအထိရှိသော viral ဖြစ်သွားခဲ့ပြီးသူ၏ဘဝကိုအမှန်တကယ်ပြောင်းလဲစေခဲ့သည်ဤအောင်မြင်မှုကြောင့်သူသည်လုပ်ငန်းခွင်မှထွက်ပြီးလုပ်ငန်းရှင်အဖြစ်အချိန်ပြည့်ရပ်တည်ခဲ့ကာထို viral post သည် AI flow chat အဖြစ်အကောင့်ထဲပေါ်လာခဲ့သည်သူသည် AI flow chat နှင့် Starpop ဟူ၍ကုမ္ပဏီနှစ်ခုကိုဦးတည်လုပ်ကိုင်ခဲ့သည် Starpop သည် e-commerce အမှတ်တံဆိပ်များနှင့် agency များအတွက် AI video နှင့်ပုံများဖန်တီးပေးသည့် platform ဖြစ်သည် AI flow chat မှာမူစာသားနှင့်ပုံစံများအတွက်မြင်သာထင်သာသော AI canvas တစ်ခုဖြစ်ပြီး influencers နှင့်ဈေးကွက်ရှာဖွေသူများက၎င်းတို့၏စာရေးသားမှုအတွက်အသုံးပြုကြသည် viral ဖြစ်ခဲ့သော Twitter post ပြီးနောက် AI flow chat ကိုနှစ်ပတ်အတွင်းတည်ဆောက်ပြီးစတင်ခဲ့ပြီး Starpop ကိုမူတစ်ပတ်အတွင်းတည်ဆောက်၍ပထမဆုံးစီးရင်သွင်းမှုများကိုရောင်းချနိုင်ခဲ့သည်ထုတ်ကုန်များကိုတည်ဆောက်ရာတွင်ရိုးရှင်းပြီးအမြန်ဆုံးစတင်နိုင်ရေးကိုအလေးပေးခဲ့သည် Alexander အတွက်အကြီးမားဆုံးစိန်ခေါ်မှုမှာလူအများသတိထားမိအောင်မြည်သို့လုပ်ရမည်နည်းဟု၍ဖြစ်သည်သူ၏ကနဦး viral ဖြစ်မှုသည်အထောက်အကူဖြစ်ခဲ့တော်လဲကံကောင်းခြင်းကိုမှီခိုမနေပဲဈေးကွက်ချဲ့ထွင်ရေးလမ်းကြောင်းအားလုံးတွင် viral ဖြစ်အောင်စဉ်ဆက်မပြတ်ဖန်တီးပုံကိုသူလေ့လာခဲ့ရသည်သူသည်ဈေးကွက်ချဲ့ထွင်ရေးကိစ္စများတွင်ပုံမအချိန်ပေးလိုသည်ဟုပြောဆိုခဲ့သည်အောင်မြင်သောမဟာဗျူဟာများတွင် cold DM များပို့ခြင်းနှင့် community infiltration နည်းလမ်းတို့ပါဝင်သည် Discord နှင့် Reddit ကဲ့သို့သောအဖွဲ့အစည်းများသို့ဝင်ရောက်ကတန်ဖိုးရှိသည့်အကြောင်းအရာများတင်ခဲ့ခြင်းဖြင့်90%ခန့်မြင့်မားသောအောင်မြင်မှုနှုန်းဖြင့်ဖောက်သည်များရရှိခဲ့သည်၎င်း၏ marketing funnel အတွက်လည်း impressions, conversions နှင့် retention ဟူ၍အစဉ်လိုက်အာရုံစိုက်လှုပ်ဆောင်ခဲ့သည်ယခုအခါ Alexander သည်၎င်း၏လုပ်ငန်းများကိုတစ်လလျင်ဒေါ်လာ1သိန်းအထိတိုးတက်ရန်ရည်မှန်းထားသည်သူ၏ခရီးစဉ်သည် VC ယင်းနှိမ့်မြုံနှံမှုမှကျဆုံးခြင်းမှသည် viral post တစ်ခု၏အစွမ်းဖြင့်အောင်မြင်သောလုပ်ငန်းစုကိုတိဆောက်ခြင်းအထိအဖိုးတန်သောသင်ခန်းစာများစွာကိုပေးစွမ်းခဲ့သည်ထုတ်ကုန်ကိုသာအာရုံစိုက်မနေပဲဈေးကွက်ရှာဖွေရေးကိုဦးစားပေးခြင်းရိုးရှင်းသောထုတ်ကုန်များကိုအလျင်မြန်စတင်ခြင်းနှင့်ဖောက်သည်များနှင့်ဓာတ်ရိုက်ထိတွေ့ခြင်းတို့သည်၎င်း၏အောင်မြင်မှု၏အဓိကတော့ချက်များဖြစ်ကြောင်း၎င်း၏အတွေ့အကြုံများကဖော်ပြသည်